စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့စဉ်းစားနေပြီလားရင်းနှီးငွေမလုံလောက်မှစိုးရိမ်နေလားအရေးကြလဲရမယ်နိုင်ငံတကာအဆင့်မီ facility တွေလည်းပါမယ်ငွေမကြေခင်လောက်ကင်လို့လည်းရမယ်အဲ့ဒါကတော့ရွှေတန်းကပါငါးပစုံမွေးမြူရေးစီမံကိန်းမှာကျွန်တော်အခုရောက်နေတာကတော့ဘီရင်အောင်လမ်းဆုံးပါပါကျွန်တော်တို့ဒီဘက်ကို10မိနစ်ဝန်းကျင်လောက်မောင်းလိုက်မယ်ဆိုရင်ကြီးငန်းတဲ့5သီးရွှေပတောက်5သီးတို့ကိုရောက်မှာဖြစ်ပြီးဒီဘက်ကို10မိနစ်ဝန်းကျင်လောက်မောင်းလိုက်မယ်ဆိုရင်တော့ငါးလုပ်ငန်းဦးစီးဌာနကိုရောက်မှာပဲဖြစ်ပါတယ်ကဲဒီတော့ကျွန်တော်နဲ့အတူရွှေတန်းကပါငါးပစုံမွေးမြူရေးစီမံကိန်းကိုတွားလိုက်ရအောင်ရွှေတန်းကပါငါးမွေးမြူရေးစီမံကိန်းရဆိုရင်ရန်ကုန်မြို့နယ်အနီးဆုံးထန်းတပင်မြို့နယ်မှာရှိတဲ့အတွက်ကြောင့်ဘီရင်အောင်လမ်းဆုံးဘီရင်အောင်တရားသွားမယ်ဆိုရင်29မိုင်အောင်စရတရားသွားမယ်ဆိုရင်28မိုင်ရွှေပြည်သာတရားသွားမယ်ဆိုရင်တော့24မိုင်လောက်ပဲရှိပါတယ်ကားနဲ့မောင်းသွားမယ်ဆိုရင်တော့1နာရီလောက်ပဲမောင်းအောင်ပါအခုသွားနေတဲ့ရွှေတန်းကပါငါးပစုံမွေးမြူရေးစီမံကိန်းရဆိုရင်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်လုပ်ကိုင်မဲ့သူတွေအတွက်ဗမာမရနိုင်တဲ့အခွင့်အရေးကောင်းတစ်ခုပါ15နှစ်အရေးကြငွေပေးသွင်းလို့ရတာမို့ငွေကိုအလုံးလိုက်အရင်လိုက်ပေးသွင်းစရာမလိုပါဘူးအရေးကြပေးသွင်းတဲ့နေရာမှာလည်းဘဏ်နဲ့ချိတ်ဆက်စရာမလိုပဲကုမ္ပဏီတိုက်ရိုက် developer လုံးအနေနဲ့ငွေပေးသွင်းလို့ရမှာပဲဖြစ်ပါတယ်ဒီလိုအရေးကြဝယ်ယူထားမယ်ဆိုရင်တော့10%ဒေါင်းပေးမှငွေသွင်းပြီးတာနဲ့ငါးပစုံမွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်နိုင်ပါပြီဒါကြောင့်လုပ်ငန်းလုပ်ရင်ရလာတဲ့ငွေနဲ့အရေးကြပြန်လည်ပေးသွင်းပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်နိုင်ပါတယ်ဒါကတော့အနောက်ပိုင်းတက္ကသိုလ်လမ်းပဲဖြစ်ပါတယ်ခုနကပြောတဲ့အောင်စရတရားရွှေပြည်သာတရားဘက်ကလာမယ်ဆိုရင်ဒီလမ်းကနေလာရမှာပေါ့နော်ဘီရင်အောင်တရားဘက်ကလာတဲ့လမ်းနဲ့ဒီနေရာမှာဆုံးပါပါကျွန်တော်တို့ထန်းတပင်ကိုရောက်တာနဲ့ထန်းတပင်မြို့ထဲကိုမဝင်ပဲထန်းတပင်မြို့ဆောင်လမ်းအတိုင်းလာရပါမယ်ဒါဆိုရင်ကုတ်ကိုဝါတရားကိုရောက်မယ်ကုတ်ကိုဝါတရားကနေနောက်ထပ်မီး20ထပ်မောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ရွှေတန်းကပါဒီမှာပြင်ရောက်ပါပြီကဲရောက်ပါပြီကျွန်တော်တို့ဒီစီမံကိန်းကြီးကိုရန်ကုန်ကလာမယ်ဆိုရင်ဘီရင်အောင်တရားအောင်စရတရားရွှေပြည်သာတရားတို့ဘက်ကနေလာလို့ရမှာဖြစ်တယ်လို့မော်ဘီဘက်ကလာမယ်ဆိုရင်လည်းရန်ကုန်ပြည်လန်းအတိုင်းလာပြီးမြို့ချောင်းတရားကိုဖြတ်ကမြို့ချောင်းလမ်းအတိုင်းလာရင်ရောက်ပါပြီမော်ဘီနဲ့ဒီနေ့ဆိုရင်တော့22မိုင်ပဲရှိတာမလို့45မိနစ်ကားမောင်းရောက်ပါပြီဒီရွှေတန်းကပါငါးမွေးမြူရေးဆုံးဟာဆိုရင်ဧက1000ဝန်းကျင်ပေါ်မှာအကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပြီး facility တွေအနေနဲ့ဆိုရင်တော့ထန်းတပင်မော်ဘီလန်းကနေပြီးတော့ဇုံအထိကို24ပေအကျယ်ကွန်ကရစ်လမ်းကံပတ်လန်းတွေအတွက်တွင်မိုးဆောင်သွားလာနိုင်ဖို့အတွက်ပေ20အကျယ်ကြောက်ချောလမ်းလျှက်စစ်မီအတွက်ဆိုရင်တော့315 kVA transformer ထားရှိပေးမှာဖြစ်ပါတယ်ဒါကတော့ကွန်ကရစ်လမ်းခင်းနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တခုပြောချင်တာကတော့ရွှေတန်းကပါငါးပစုံမွေးမြူရေးစီမံကိန်းအတွင်းမှာရှိတဲ့တာပေါင်တိုင်းဟာဆိုရင်လည်း12ပေအကျယ်နဲ့တိစောက်ပေးထားတာပဲဖြစ်ပါတယ်ငါးကန်တိုင်းမှာဆိုရင်လည်းရေသွင်းကြောင်းရေထုံကြောင်းတွေနဲ့စနစ်တကျလုပ်ပေးထားမှာဖြစ်တယ်လို့ငါးပစုံထုတ်ကုန်တွေကိုလည်း export quality ရတဲ့အထိမွေးမြူနိုင်ဖို့အတွက် GAQB စနစ်နဲ့တိစောက်ထားတာပဲဖြစ်ပါတယ်ဒီလိုတိစောက်ထားတာကိုအဆင့်မြင့်နည်းပညာနဲ့မွေးတဲ့ငါးပစုံမွေးမြူရေးလုပ်ငန်းလို့လည်းပြောလို့ရပါတယ်ဒီရွှေတန်းကပါစီမံကိန်းဟာဆိုရင်2005ခုနှစ်ကတည်းကငါးပစုံမွေးမြူခွင့်ကိုရရှိထားတဲ့လာနာ39ကျထားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်တဧကကိုကျပ်300ကျပ်တာကျတဲ့မှာဖြစ်ပြီးအနည်းဆုံး10ဧကကနေစတင်ဝယ်ယူနိုင်ပါပြီငါးဖော်ချိန်မှာလည်းကြီးမြင့်တဲ့5သီးရွှေပတောက်5သီးတို့ကိုကုန်းလန်းကနေလွယ်ကူစွာတည်ယူလို့ရတယ်လို့ရေလန်းကနေဆိုရင်လည်းလှိုင်မြစ်ဘောလဲချောင်းကနေတည်ယူလို့ရပါတယ်ဒါကြောင့်ရွှေတန်းကပါစီမံကိန်းရဆိုရင်ငါးပစုံမွေးမြူရေးလုပ်ငန်းရှင်တွေအတွက်နေရာကောင်းတစ်ခုဖြစ်မှာသိကြပါတယ်ကျွန်တော်အခုပြောပြနေတဲ့ရွှေတန်းကပါငါးပစုံမွေးမြူရေးစီမံကိန်းကြီးကိုအကောင့်ထဲပေါ်ဆောင်ရွက်နေတာကတော့တာဝန်ယူမှုအပြည့်ရှိတဲ့ Steve Stone Group ကပဲဖြစ်ပါတယ်ဒီ Steve Stone Group ကပေါ်ဆောင်နေတဲ့ project တွေဟာဆိုရင်ဝယ်ယူသူတွေအတွက်ငွေမကြေခင်မှာပဲအမြတ်အစွန်းတွေရရှိနေတာမဟုတ်လို့ဒီစီမံကိန်းကြီးကိုလည်းလက်ဦးမှုရယူဖို့ကိုဒီနေရာကနေတိုက်တွန်းလိုက်ပါတယ်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့3993လုံး13လုံး211ကိုဆက်သွယ်နိုင်တယ်လို့ Steve Stone Group ရဲ့ Facebook page မှာလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်